မင်္ဂလာပါကိုယ်စားလှယ်လွှဲစာနဲ့ပတ်သက်ပြီးတော့အနေငယ်ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်ကိုယ်စားလှယ်လွှဲစာတွေကိုတာမန်အဖြစ်၃မျိုးခွဲခြားနိုင်ပါတယ်နံပါတ်1အနေနဲ့ special power SP လို့ခေါ်တဲ့အထူးကိုယ်စားလှယ်လွှဲစာနံပါတ်2အနေနဲ့ general power GP လို့ခေါ်တဲ့အထူးကိုယ်စားလှယ်လွှဲစာနဲ့နံပါတ်3အနေနဲ့ court power လို့ခေါ်တဲ့တရားရုံးကိုယ်စားလှယ်လွှဲစာတို့ပဲဖြစ်ပါတယ်ဒီကိုယ်စားလှယ်လွှဲစာတွေကိုပြည်ညင်အဥပဒေအရဆောင်ရွက်ကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ်စားလှယ်ဆိုတာပြည်ညင်အဥပဒေပုံမှန်182အရသူတစ်ပါးအတွက်လုပ်ငန်းကိစ္စတစ်ခုကိုကိုယ်စားဆောင်ရွက်နိုင်စေဖို့အတွက်ခန့်အပ်ခြင်းခံရသူသို့မဟုတ်ကိုယ်စားပြုသူကိုဆိုလိုတာဖြစ်ပါတယ်ဒီကိုယ်စားလှယ်လွှဲစာတွေကိုအသက်16နှစ်မပြည့်သေးတဲ့သူဒါမှမဟုတ်စိတ်ပေါ့တွနေတဲ့သူတွေကလွှဲလို့ရှိရင်ကြံတဲ့သူမည်သူကိုမဆိုစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွေမှာတရားဝင်လွှဲလို့ရမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ special power လို့ခေါ်တဲ့ထူးကိုယ်စားလှယ်လွှဲစာဆိုတာလူပုဂ္ဂိုလ်တူတစ်ယောက်အနေနဲ့မိမိရဲ့ပိုင်းဆိုင်ခွင့်အားလုံးထဲမှာအစုံတစ်ခုကိုတီးစပ်ဆောင်ရွက်နိုင်တဲ့ဖို့အတွက်ရည်ရွယ်ပြီးတော့လွှဲတာကိုခေါ်တာဖြစ်ပါတယ်။မရွှေပြောင်းနိုင်တဲ့ပစ္စည်းနဲ့ပတ်သက်တဲ့ special power မျိုးဆိုလို့ရှိရင်တော့ဒီပိုင်းဆိုင်မှုအထောက်အထားတွေတင်ပြမှာဖြစ်ပြီးမြေပေါက်တဲ့သူကာယကံရှင်ရတာ special power ပေးလို့ရမှာဖြစ်ပါတယ်။ special power ပေးလို့ရတဲ့မြေမျိုးစားတွေကတော့ခရမ်းမြေဘိုးဘပိုင်မြေရခိုင်လနာ39ယခုလရ30 3B လို့ခေါ်တဲ့3ခဝေးမြေမျိုးစားတွေကို special power ပေးလို့ရမှာဖြစ်ပြီးတော့စလစ်မြေပါမြင့်မြေနဲ့ကျူးကျော်မြေတွေကို special power ပေးလို့ရမှာမဟုတ်ပါဘူး။နေရာမြေဆိုရင်တော့နေရာမြေလုံပိုင်ခွင့်ပြုလက်မှတ်ပုံစံခွန်ရရှိထားမယ်ဆိုရင် special power ပေးလို့ရမှာဖြစ်ပါတယ်။နံပါတ်2အနေနဲ့ general power လို့ခေါ်တဲ့ထူရီကိုယ်စားလှယ်လွှဲစာဆိုတာ special power လို့လုပ်ငန်းကိစ္စတစ်ခုကိုတည်တံ့ဆောင်ရွက်နိုင်စေဖို့အတွက်လွှဲထားတာမဟုတ်ဘဲနဲ့အကန့်အသတ်မရှိပါဝါပေးတာလုပ်ငန်းကိစ္စမှန်သမျှအားလုံးကိုဆောင်ရွက်နိုင်စေဖို့အတွက်လုပ်ရတာကို general power လို့ခေါ်တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ထူရီကိုယ်စားလှယ်လွှဲအပ်တဲ့ GP ပေးတဲ့သူတွေအနေနဲ့ပေါ်ပေါ်ဆဆနဲ့အလွယ်တကူမဆောင်ရွက်ဖို့အသိပေးလိုပါတယ်။ကိုလွှဲထားတဲ့ကိစ္စပြီးဆုံးသွားမယ်ဆိုလို့ရှိရင်ဒီကိုယ်စားလှယ်လွှဲစာကိုပြန်လည်ရုပ်သိမ်းထားဖို့လိုအပ်မှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ court power လို့ခေါ်တဲ့တရားရုံးကိုယ်စားလှယ်လွှဲစာပဲဖြစ်ပါတယ်။ဒီကိုယ်စားလှယ်လွှဲစာကတော့တရားရုံးတွေမှာတရားရင်ဆိုင်မှုအတွက်ရည်ရွယ်ပြီးတော့လွှဲအပ်တဲ့ကိုယ်စားလှယ်လွှဲစာဖြစ်တဲ့ဆိုတဲ့အကြောင်းပြောကြားရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်